တီဝီတိုင်းပြည်စီတုတ်တရာမျိုးမှဝေတန်နေရမင်းသားသည်အတိုင်းအဆမရှိပေးကမ်းစွန့်ကြဲတတ်သောအလှရှင်အဖြစ်ထင်ရှားကြော်ကြားသည်မိုးရွာစေနိုင်သည့်အစွမ်းရှိသောယတနာစင်ဖြူတော်ကိုမိုးခေါင်ရေရှားပေးကြုံတွေ့နေရသည့်အိန္ဒိချင်းနိုင်ငံသို့လှူဒန်းလိုက်သောအခါပြည်သူတို့ကအလွန်အမင်းအမျက်ထွက်ခဲ့ကြသည်နိုင်ငံ၏ယတနာကိုပေးကမ်းလှူဒန်းခဲ့သည့်အတွက်မင်းသားအားပြည်နှင်တံပေးရန်ပြည်သူတို့ကတောင်းဆိုခဲ့ကြသည်တောသို့ပြည်နှင်ခံရသည့်အခါတစ္ဆာရှိလာသောဇနီးသည်မန္တီဒေဝီနှင့်သားတော်ဇာလီသမီးတော်ကနာစိန်တို့ကလည်းမင်းသားနှင့်အတူလိုက်ပါခဲ့ကြသည်သူတို့သည်ဝင်းကဘာတောင်ကြီးရှိတောအရက်တွင်ရသည့်ရဟန်းများအဖြစ်နေထိုင်ခဲ့ကြသည်တနေ့တွင်မန္တီဒေဝီတစ်တိရှာသွားခိုက်စူဇက်ကပုံနာအိုကြီးသည်မင်းသားထံရောက်ရှိလာပြီးသားတော်နှင့်သမီးတော်တို့ကိုအစေပါဖြင့်အလှူခံလေသည်ဝေတန်နရမင်းသားသည်ရင်ကျိုးမတက်ဝမ်းနည်းရတော်လဲအထွတ်ထိပ်ဖြစ်သောဒါနပါရမီကိုဖြည့်ကျင့်ရန်အတွက်သားသမီးတို့ကိုလှူဒန်းလိုက်သည်သားသမီးနှစ်ဦးငိုယိုလျက်အခေါ်ဆောင်ခံရသည့်မြင်ကွင်းမှာဤဇက်တော်ဤစိတ်မကောင်းစရာအကောင်းဆုံးအခန်းကဏ္ဍတစ်ခုဖြစ်သည်မင်းသားဤစိတ်သက်ခိုင်မြဲမှုကိုထပ်မံစမ်းသပ်ရန်အတွက်တိကျမင်းသည်ပုံနာအသွင်ဖြင့်ပေါ်လာပြီးမန္တီဒေဝီကိုအလှူခံပြန်သည်ဝေတန်နရမင်းသားသည်တုံဆိုင်ခြင်းမရှိဘဲသဘောတူညီခဲ့သည်ထိုကဲ့သို့ကိုကျိုးဆုံးလုံးမှုကိုအားရကျေနပ်သဖြင့်တိကျမင်းသည်မိမိ၏မူလအသွင်ကိုထုတ်ဖော်ပြတကားမင်းသားနှင့်မင်းသမီးတို့အားကောင်းချီးပေးပြီးမန္တီဒေဝီကိုမင်းသားထံသို့ပြန်လည်အနှံပေးခဲ့လေသည်